ဟုတ်ကဲ့ဆိုရင်တော့ဒါတော့ဒီအပိုင်းတည့်ရဲ့ comparison နဲ့ reality ပိုင်းကြောသွားဖြစ်တယ်နောက်တစ်ခုကကျွန်တော်ဒီခင်မင်ချင်းပေါ့နော်လူတယောက်ခင်မင်နေဆိုတာကမတော်တဆတဲ့ဟာမျိုးကမရှိပေါ့နော်အဲဆိုတော့ဒီအချက်၃ချက်ပါဝင်တယ်ဘာလဲလို့ပြောရင်နီးစပ်မှုနောက်ကချိန်ကိုင်းမှုနောက်ကစွမ်းအင်ပေါ့နော်ဒီ၃ချက်ထဲကတစ်ချက်ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ခင်မင်သွားပြီဆိုရင်ဒီ၃ချက်အလုံးပါဝင်တဲ့ဟာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါချင်တာကအဲ့ဒီလူနဲ့ရင်းနှီးတာဒီသူနဲ့နီးနေလို့နောက်တစ်ခုကကျတော့ timing ကိုက်ရလည်းဖြစ်နိုင်တယ်ဘယ်မှာဆိုတော့ဒီတူညီတဲ့အသက်အရွယ်မှာတူညီတဲ့ knowledge ဒါမှမဟုတ်တူညီတဲ့စွမ်းအင် level ပေါ့နော်ပြောတတ်ဘူးတူညီတဲ့ skill တွေရှိတဲ့ဟာမျိုးတွေဖြစ်တယ်ပေါ့နော်အဲကြောင့်မို့လို့ပဲဒီတူနဲ့ကပို့ပြီးရင်းနှီးတဲ့ဟာမျိုးတွေဖြစ်နိုင်တယ်နောက်ကစွမ်းအင်ကိုခုနကပြောသလိုပဲတူနဲ့ကကျတော့စွမ်းအင် energy ကိုက်တာ vibe ကိုက်တာ okay တူနဲ့ပြောရရင်စကားပြောအရင်ကောင်းတဲ့ဟာမျိုးတူနဲ့ပြောရင်ခံစားရအရင်ကောင်းလဲဆိုတဲ့ဟာမျိုးတွေဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့ဒီခင်မင်တဲ့နေရာမှာအချက်ဒီချက်၃ချက်ရှိအောင်ပြလာတယ်ဒီကကျွန်တော်နေစမှုရဲ့ချိန်ကိုက်မှုရဲ့စွမ်းအင်ရဲ့ပေါ့နော်တစ်ချက်မကိုက်ရင်ဆက်ဆံရခံရခက်ခဲနိုင်တယ်ဆိုတဲ့ဟာမျိုးလည်းပြောထားတယ်ပေါ့နော်စွမ်းအင်တူညီရဆိုပေမဲ့လို့သူနဲ့ကလည်းပေါင်းရအရင်လွယ်တယ်ပေါင်းရတာလည်းအရင်ပျော်တယ်ဒါပေမဲ့လို့သူနဲ့အမြဲတမ်းနီးမနေတဲ့အချိန်မှာခင်မင်ရင်းနှီးမှုကလည်းခါတလေရော့သွားတတ်တယ်ပေါ့နော်ဒါလည်းမရော့ပါလဲလို့လည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ရော့သွားတာလည်းပုံများတယ်ပေါ့နော်အဲကြောင့်ကျွန်တော်အချက်နဲ့ကျွန်တော်မကိုက်ရင်ဆက်ဆံရေးထိုင်သိမ်းရခက်တယ်ကျွန်တော်နေတော့နေတယ်အချိန်လေးကိုက်တယ်ကိုနဲ့သူနဲ့တက်တူရဲ့သူဖြစ်တယ်ဒါပေမဲ့စွမ်းအင်မကိုက်တဲ့အချိန်မျိုးရှိတယ်ဒါလေးတို့ရဲ့ဒီချက်သုံးချက်ပုံမှန်လေးမျိုးပြီးတယ်နော်အခုကကျွန်တော်ဒီစမ်းငါချင်းကောင်းပြောက်ဖြစ်တာအနေနဲ့လို့ပေါ့နော်အဲ့ဒါဆိုတော့နိုင်ရပေါ့နော်အဲ့ဒီလိုနဲ့ဒီအချိန်လေးကိုပေးတဲ့ဟာမျိုးဖြစ်မှလည်းကျွန်တော်ငါချင်းကောင်းဖြစ်တာဖြစ်တယ်နောက်ကကျွန်တော်ဒီအကောင့်တင်ချင်းဆိုတာကတော့တစားဆိုမရှိပါဘူးပေါ့နော်ခုနပြောတဲ့ဒီနေ့စမှုတွေချိန်ကိုက်မှုတွေစွမ်းအင်တွေဒီ၃ခုရှိမှပဲကျွန်တော်ကအကောင့်ဆုံးတင်ချင်းဆိုတာရှိရဖြစ်တယ်ဥပမာလေးနဲ့ပြောမယ်ဆိုရင်တော့ဒီငငယ်တော့လည်းကျွန်တော်တို့တင်ချင်းရကောင်းလို့ရှိနိုင်တယ်အဲ့ဒါလည်းကျွန်တော်ရဲ့ချိန်ကိုက်မှုကအဲ့မှာရှိတာစွမ်းအင်ရလည်းကိုက်တယ်တက်တူရတူဖြစ်နေတက်တူရတူဟုတ်တယ်လို့လည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီစမှုကအများကြီးရှိတယ်ကျောင်းသားတွေအင်ဂျင်နဲ့သူတို့နဲ့အချိန်ဖြုံးနေကျောင်းသားလည်းသူတို့ပဲအိမ်မှာဆိုရင်သူတို့လည်းမစုပ်ထားတယ်ဒါကကျွန်တော်တကယ်အကောင့်ဆုံးတင်ချင်းဖြစ်ဖို့တက်ကရင်းနှီးဆက်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီအဲ့ဒီအချက်၃ချက်ပေါ်မှာအခြေခံပြီးကျွန်တော်တို့ပေါ်ကိုင်ဖက်တွေကဘာလို့တစ်ခါတလေဘာလို့အကောင့်ဆုံးတင်ချင်းဖြစ်နိုင်ရလဲဆိုတော့ဟာမျိုးတွေလည်းကျွန်တော်စဉ်းစားနိုင်တယ်အဓိကကျွန်တော်ဒီနီးစပ်မှုပေါ့နော်နီးစပ်မှုရှိပေမဲ့လို့ဘာလို့အကောင့်ဆုံးတင်ချင်းဖြစ်တာလဲပေါ့နော်အဲ့ချက်တော့ကျွန်တော်ဒီကိုင်အချိန်မတူလည်းဖြစ်နိုင်တယ်ဘာလဲဆိုတော့ကျွန်တော်အလုပ်လုပ်ပြီးဆိုပြီးကျွန်တော်ရဲ့စိတ်ထဲမှာအလုပ်ကိစ္စတွေနဲ့တခြားကိစ္စတွေနဲ့ရှိနိုင်တယ်ပေါ့နောက်တစ်ခုကျွန်တော်ဒီ level မတူရဖြစ်နေတယ်။ position ရခွဲထားတဲ့ဟာမျိုးတွေအဲ့မှာကျွန်တော်ပေါင်းဖို့အတွက်ကပိုပြီးခက်သွားတဲ့ဟာမျိုးပေါ့နော်ဒါတော့စွမ်းအင် level တွေနဲ့ဆိုင်တယ်ပြီးတော့ပြောစရာစကားနေတဲ့ဟာမျိုးအလောက်ကလွယ်ပြီးတခြားကိစ္စပြောစရာစကားနေသွားတဲ့အချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ဒီစွမ်းအင်တွေကျွန်တော်ရဲ့ချိန်ကိုက်မှုတွေအရင်နေသွားတဲ့ဟာမျိုးဖြစ်တယ် timing လွယ်တယ်ဥပမာဒီအလုံးမဟုတ်ပဲတခြားနေရာမှာစုံတော့မပြောတတ်ဘူးနေရာလည်းစုံတော့သူနဲ့အကောင်းဆုံးချင်းဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ဒီ timing လွယ်သွားတဲ့ဟာမျိုးဖြစ်နိုင်တယ်အဲကြောင့်မို့ဒီငယ်လုံးကဘာလို့ဒီပင်အကောင့်တွေကြည့်ရှာလွယ်နေလဲပေါ့နော်အဲ့တော့ကဆိုရင်ဘာမှစဉ်းစားကြမရှိဘူးဒီလူလာပုတ်ပါတယ်အရွယ်မှာသူတို့နဲ့တွေ့တာဒါပေမဲ့အလုပ်ထဲမှာလူတွေကြတော့ငယ်တဲ့လေးစိတ်ပုတ်ပါနေသူတို့တွေ့တဲ့အချိန်ကအချိန်ဖြစ်နေလို့ပေါ့နော်အဲ့လိုလည်းဖြစ်တယ်သူတို့တွေကတော့လူပုတ်ခက်တဲ့ကလူတွေတင်ခေါ်ဆိုရင်ဖြစ်တယ်ဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ဒီပုံချင်းနဲ့ကိုင်းနေတဲ့သူတွေကတော့ရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျတော့ဒီငယ်လုံးကပုတ်ပေါင်းတာအရင်ကိုက်ပြီးတော့ကြီးလာတဲ့ချိန်ကျမှကျွန်တော်တို့ဘာလို့သူတို့လည်းပေါင်းရတော့အဆင်ပြေတော့တယ်ပေါ့နော်အဲ့ဒါကလည်းဒီသူစီနာအရာပေါ့သူစီနာကိုလည်းသူအများကြီးနေထားတယ်သူတွေကအရာကနှစ်ယောက်စလုံးကအရင်ကလိုမျိုး energy အရင်ကလိုမျိုး knowledge level အရင်ကလိုမျိုးဒီပေါ့ပါတဲ့စိတ်ခံစားချက်တွေထွာလာကြလို့ပေါ့ပြောချင်တာကဒီခန္ဓာကိုယ်ရဲ့အမြင်ကျွန်တော်ရဲ့အသွေးခေါ်ကျွန်တော်ရဲ့ထိတွေ့တဲ့ပုံချင်းကအစပေါ့နော်ကျွန်တော်လေ့လာသင်တာအဆုံးအဲ့ဒီပုံမှာကျွန်တော်တို့ကအခြေခံပြီးတော့တရားနှစ်ယောက်ဆုံးကကြီးထွားလာကြတယ်ကြီးထွားလာတဲ့ပုံမှာကျွန်တော်ရဲ့တချို့ကနေစမ်းမှုရှိတာတစ်ပိုင်းကျွန်တော်တို့ကကျွန်တော်ဒီခုနပြောတဲ့ knowledge level တွေနဲ့မတူညီတဲ့ပုံမှာအခြေခံပြီးတော့ကျွန်တော်ရဲ့စွမ်းအင်တွေကျွန်တော်ရဲ့ဒီချိန်ကိုက်မှုတွေကမတူနိုင်တော့ဘူးเนาะကျွန်တော်တို့ကတစ်ခါတလေကြာရင်စိတ်ထဲမှာစဉ်းစားမိတာလည်းဖြစ်နိုင်တယ်ဟုတ်တယ်ချင်းနဲ့ပေါင်းရတာဘာလို့မကိုက်တော့လဲဆိုတဲ့ဟာမျိုးပေါ့နော်ပြီးတော့တချို့တော့လူတွေကကြောက်ကိုယ်တိုင်လည်းဖြစ်တဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဥပမာကိုယ်နဲ့ပေါင်းရတာမကိုက်တော့ဘူးဒါပေမဲ့အသင်းကိုနဲ့ပေါင်းရတာအဆင်ပြေတယ်ဆိုတဲ့ဟာမျိုးအသင်းလို့ယူတဲ့ဟာမျိုးလည်းများတယ်ပေါ့ဒါတော့ဒီ experience အရာပြင်ပြီးတော့စဉ်းစားမိတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ဥပမာကိုအမြဲကြည့်နေတဲ့ blog ကကို energy နဲ့ကိုက်ရတာနော်ဒါတော့
ကျွန်မကအမြင်နဲ့ကြည့်နေတဲ့ blog တစ်ခုရှိအရင်ကတော့အဲ့ဒီ blog ကနေအရင်က inspire ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကြည့်ပြီး like လုပ်ချင်စိတ်တွေပေါက်တယ်အဲ့ဒီ blog ရှိလို့လည်းကျွန်မတို့ကအရင်သက်တာလို့ပြောလို့ရတယ်ဒါပေမဲ့လို့ဒီဘာသာဖြစ်လဲလို့ပြောရင်ကြာလာလေအဲ့ဒီဟာကိုကြည့်ပြီးတော့မကြိုက်တော့အဲ့ဒီသူ့ရဲ့ blog ကိုကြည့်ရတာအစတက်စမပြေတော့မဟုတ်ပုံမှန်တိုင်းသူပြောတယ်ဒါပေမဲ့လို့ကိုယ့်ရဲ့အုံနောက်ကကိုယ့်ရဲ့ knowledge level ကနည်းနည်းပို့ပြီးတော့ကြီးထွားတဲ့အခြေအနေမျိုးမှာကိုကအဲ့ဒီတစ်ခုနဲ့မကိုက်ညီတော့ဒါတော့ပုံမှန်ဖြစ်စင်နေဆိုတဲ့ဟာမျိုးလေးပြောထားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီတပုံစံထဲပဲကိုကတော့ဒီတိုင်းပဲဒါပေမဲ့ကိုကကိုက်နေတယ်ဆိုလို့ပြောရင်တော့ကိုပြန်တော့မေခွန်ထုတ်ဖို့လိုတယ်ပေါ့နော်ကို grow ဖြစ်သွားလို့ပဲအဲ့ဒီဟာတွေကမကိုက်တော့တာဆိုတဲ့ဟာမျိုးကိုဖော်ပြထားတယ်တစ်ဖက်က grow ဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့ grow ဖြစ်တဲ့နေရာမှာလည်းဒီ direction မတူတော့ရင်လည်းအဲ့ဒါဖြစ်တတ်တယ်ပေါ့နော်မကိုက်တော့တာဖြစ်တတ်တယ်ဒါကတော့ဆိုရင် energy မကိုက်တော့တဲ့ဟာမျိုးဖြစ်တယ်ဆိုတဲ့ကြောင့်မလို့ပေါ့နော်အဲကြောင့်မလို့ energy မကိုက်တော့ဘူးအဲ့ဒါအဆင်မပြေတော့ဘူးဆိုတိုင်းကိုထားပြီးတော့အတိမတင်နေပေါ့နော်တကယ်ဒီမကိုက်တာကကိုလည်းတူးတက်နေတယ်ဆိုတော့အခြေအနေကိုပြတာဖြစ်တယ်ပေါ့နော်အဲ့တော့လည်းပြနိုင်ရဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့ကိုပြန်သုံးသပ်ကြည့်ပါပေါ့နော်အရင်တော့ဆော့တဲ့အယုတ်မကအခုချိန်ကျွန်တော်ရဲ့အတိုင်းမကိုက်တော့ဘူးပြောချင်တာကျွန်တော်ရဲ့ grow ဖြစ်လာတယ်ဆိုတဲ့ဟာမျိုးပြောချင်တာဖြစ်တယ်ပေါ့နော်အရင်တော့ကကျတော့ကျွန်တော်ဒီအယုတ်ကဒါမှမဟုတ်ဒီပွဲစည်းမှာရောင်းတဲ့ဂျင်ဝန်ဆက်ကကျွန်တော်တို့ပေါင်းဆုံးဆိုရမယ်ဖြစ်နိုင်ပြီပေါ့နော်ခုနောက်ပိုင်းအဲ့ဒါလာပြီးရင်တော့ကျွန်တော်တက်ကောင်းမဟုတ်တော့ဘာလို့လဲဆိုတော့ကျွန်တော် group ဖြစ်သွားလို့ဆိုတဲ့အချက်ကိုပြန်ပြီးတော့စဉ်းစားမိတာပေါ့နော် okay နောက်ကကျတော့ဒီ left time ပေါ့နော်သူတို့လွတ်ထားလိုက်ပါအမေများကဒီတနည်းဆက်ဆံရေးမှာဖြစ်ပေါ့နော်ဒီတခြားသောဆက်ဆံရေးမှာဖြစ်ကိုယ့်ဘက်ကနေ effort ပေါ့နော်အားထုတ်လိုက်ရင် energy တစ်ခုခုထုတ်လိုက်ရင်သူ့ဘက်ကပြန်မလာလို့ရှိရင်အရင်စိတ်ကြီးကြတယ်ပေါ့နော်တော်များဖြစ်တယ်အဲကြောင့်မို့ဒီနေရာမှာသူတို့လွတ်ထားလိုက်တော့ဘယ်လိုကကြောင့်အပေါ်မှာပြောသလိုမျိုးပဲလူတွေကဒီသူတို့ပြောင်းလဲလို့မရဘူးသူတို့ပြောင်းလဲလို့မရတဲ့ထဲမှာလူတွေလည်းပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီကိုကသူတို့စာပို့ပြီးတော့သူတို့ပြန်ဆောင်လာလို့ရှိရင်ကျွန်တော်စိတ်ကြီးနဲ့အစားကိုစိတ်ပါလို့ဆက်သွယ်တာတော့ပြန်ဖို့မျော်လင့်ချင်မပေါ့ဆိုတဲ့ပုံစံမျိုးနဲ့ကိုကသူတို့ဆက်သွယ်ဖို့လိုတယ်ပေါ့နော်ပြောချင်တာကဒီဟာကိုလောက်လာပြီးသူ့တက်ကနေလာတဲ့အရာကိုမျော်လင့်နေတာမဟုတ်ဘူးကိုလောက်ချင်လို့လောက်တာဥပမာကိုတင်ချင်းကိုစာပို့တယ်ပဲထားအဲ့ဒါဆိုရင်ကိုအနေနဲ့ဘယ်လိုမျိုးစဉ်းစားခိုင်းမလဲလို့ပြောရင်โอเคငါသူ့ကိုတတိယလို့စာပို့လိုက်တာဒါတော့ငါလောက်ချင်လို့ငါလောက်တယ်ငါသူ့တတိယလို့စာပို့လိုက်သူလည်းငါတတိယတယ်ဆိုတဲ့ဟာမျိုးကိုတတိထားမိရင်ကောင်းတယ်ဆိုတဲ့ဟာလောက်ပဲငါရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြတဲ့ဟာမျိုးလောက်ပဲပေါ့နော်အဲကြောင့်မလို့ဒီစာပို့တဲ့ချိန်မှာလည်းသူတို့ဘက်ကနေ reply မပြန်ဘူးဆိုရင်လည်းကိုယ့်ဘက်ကအရင်ကြီးကိုဒီကိုနှိမ့်ဆက်တာမျိုးမဖြစ်ဘူးကိုလုပ်တဲ့အရာတိုင်းဒီကိုစိတ်ပါလို့လုပ်တာဖြစ်တယ်ကျန်တဲ့ကိစ္စတွေသူတို့ကိုလွတ်ထားလိုက်ပေါ့နော်ဒါပေမဲ့သူတို့စာပြင်နေတာသူတို့ကိစ္စသူတို့စာမပြင်ဘူးဆိုရင်ဒါသူတို့ကိစ္စပေါ့နော်ဒါတော့ဒီစာအုပ်ထဲမှာပြောထားတဲ့ဟာဖြစ်တယ်ကိုကရွေးချယ်တဲ့ပုံစံဖြစ်ရမယ်တကယ်ချင်းဟောင်းရအောင်အချင်းချင်းဆက်သွယ်လာမှကိုစောင့်နေကြတယ်ပေါ့နော်သူကအရင်ဆက်သွယ်လာမှကိုရင်ဆက်သွယ်လာမှဆိုတဲ့ပုံစံမျိုးကိုစောင့်နေတတ်ကြတဲ့သဘောရှိတယ်ဆိုတဲ့မျိုးကိုအမှန်တကယ်ပြောထားတယ်ပေါ့နော်အဲကြောင့်မလို့ဒီမှာကျွန်တော်သက်ဆိုင်ရေးမှာကိုကနေစပြီးတော့တောင်းယူနိုင်တော့ကောင်းတယ်ပေါ့နော်နောက်ကကျတော့ဒီခုနပြောပြလို့လက်မီပေါ့နော်လက်တန်ဆိုတာသူတို့ကိုစာပြင်ပြန်တာသူတို့ကိစ္စသူတို့ကိုလွတ်ထားလိုက်ပါသူတို့ကိုမခေါ်ဆိုရင်ဒါသူတို့ကိစ္စမတင်ချစ်ဆွနေကြတယ်ဒါပေမဲ့ကိုမခေါ်ဆိုရင်ဒါသူတို့ကိစ္စသူတို့ကိုခေါ်ဖို့သူတို့မှတောင်းမရှိဘူးဒါရှင်းပြောရင်ပေါ့နော်လူတွေကလေကိုကလွယ်ပြီးတော့တခြားသူမှာကိုတိုးတဲ့ကြောင့်တဲ့ကိုပျော်ရွှင်ဖို့အတွက်သူများစီမှာတောင်းရှိတယ်ဆိုတဲ့ဟာမျိုးစဉ်းစားမိပြကြတယ်ပေါ့နော်ဒီရဆိုရင်တော့ဒီကိုပျော်ရွှင်ဖို့ကိုတောင်းဝင်ကိုစီမမရှိလက်မီကိုကနေစားလိုက်ပါကိုပျော်ရွှင်ဖို့ကိုတောင်းဝင်မယ်ကိုပို့ပြီးတော့ချမ်းသာဖို့ကိုတောင်းဝင်မယ်ကိုချမ်းသာဖို့ကိုဝင်လာနေစတဲ့ရမှာဖြစ်တယ်โอเคဒီတခြားလူကကိုခေါ်ပဲထားโอเคသူတခြားသူရတောင်းကိုကတခြားသူကိုတော့ပြီးတော့ဒီတတိယချောင်းပို့နေတာကိုဘက်ကနေစတဲ့လိုက်တခြားသူပုံမှန်လဲကျွန်တော်ဒီသူရဲ့တော့ပြန်ပြီးကျွန်တော်မျိုးလေးလို့မရဘူးပေါ့နော်အဲကြောင့်မလို့ဒီ left hand သူတို့ဘယ်လိုထားလဲပြီးတော့ let me ဒီသူတို့ကိုတတိယချောင်းတက်ပြလိုက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါကတော့ကျွန်တော် left hand let me ကိုတုံးသွားတဲ့အနေအထားမျိုးဖြစ်တယ်အဲကြောင့်မလို့ဒီ left hand let me ရဲ့ဟာမှာကျွန်တော်ထပ်စင်သမီးကိုကတခြားသူတွေကလေကျွန်တော်တို့ကိုပို့ပြောဖို့ပို့တော့ဖို့ပို့ပြီးတော့ကိုခေါ်သွားရမယ်ဆိုတဲ့တောင်းသူတို့မရှိဘူးအဲကြောင့်မို့သူတို့ကျွန်တော်ကိုမခေါ်တာလေသူရဲ့အခွင့်အရေးခေါ်ရင်လည်းသူတို့ရဲ့အခွင့်အရေးပြောချင်တာကသူတို့အဲ့လိုလုပ်တာဒီသူတို့ရဲ့အခွင့်အရေးဖြစ်သူတို့လုပ်ဖို့အခွင့်အရေးရှိတာဘာလို့လဲဆိုတော့သူတို့စိတ်သူတို့ကိုပေါ့နော်အဲကြောင့်မို့ကျွန်တော်ကသူတို့ကိုလွတ်ထားဖို့လိုတယ်နော်တချို့တော့ဆက်ဆံရေးကအဲကြောင့်မို့ကျွန်တော်ကလွတ်ထားလိုက်မယ်သူတို့ကဘယ်လိုချင်ရှိလဲလွတ်ထားပြောတဲ့စောင့်ကြည့် okay ကိုယ့်ဘက်ကနေကိုကဒီဆက်သွယ်ခြင်းလို့ပြောရင်ကိုယ့်ဘက်ကနေဆက်သွယ်တချို့တော့ຢာတွေကတော့ဒီမဆက်သွယ်တော့ဘူးသူ့ချင်းတိသွားပြီလို့ပြောရင်တော့ဒီဆက်လွတ်ထားရင်လွတ်ထားပါတော့ဒါကတော့ဒီစာအုပ်ထဲမှာပြောထားတဲ့အကြောင်းအရာတွေဖြစ်တယ်โอ
ဥမာโอเคသူတို့နဲ့မပေါင်းလို့ရှိရင်တကယ်ချင်းအတိဖွဲ့ဖို့ကိုစိတ်ဝင်စားတဲ့ဖွဲ့စီကိုစတင်ပြီးတော့ဖွဲ့စီကြည့်တဲ့ဟာမျိုးတွေဥပမာကဒီစာအုပ်ဖတ်ရတဲ့ရုံးဝတ္တနာပါရဆိုရင်တော့စာအုပ်ဖတ်တဲ့စုတဲ့